တတိတွေက expand လေးတွေတို့လို့ပါတော့နာလေနေ့စဉ်နေ့တိုင်းကတို့စားတာကအဲ့လောက်ထိမကုန်တော့ပုံမှန်ပဲဥမာ10သိန်းလားသိန်း20လားလစဉ်လတိုင်းကဒီလောက်ကုန်လိမ့်မယ်ဒါပေမဲ့တို့လတိုင်းရဲ့ငွေကဘလောက်ကုန်တာဖြစ်နိုင်လဲဆိုတာသိန်း100အဲ့တော့လစဉ်လတိုင်းစားတာအိတ်တာကဘလောက်ပဲကုန်လဲဆိုတာသိန်း20ကျန်တဲ့သိန်း80ကဘာအတွက်လဲလက်ဆောင်လေးတွေဝယ်တယ် relationship ပေါ်မှာလည်းယင်းရဲ့အတိုင်းဝိုင်းလေးတွေပေါ်မှာပို့ပြီးတော့စီးပွားရေးဖြစ်အောင်အဲ့ဟာလေးတွေထည့်လိုက်တယ်ဆိုရင်ဒါကောင်းတဲ့ expert ဒါတပိုင်းကြီးတပိုင်းနောက်တပိုင်းကဘာကြီးလဲပညာသင်ယူမှုအတွက်တင်တန်းလားစင်မနာလားစီဝေးလားပတ်စံပေးပြီးတော့တွား join အဲ့တော့ဒီနှစ်ပိုင်းသုံးတာများလိမ့်မယ်ချင်းနာရဲ့လူလေးတွေကတို့ခုနပြောသလိုပဲလစဉ်လတိုင်းဥမာ320ပဲကုန်တယ်တကယ်320စားတာပဲကုန်တယ်ဒါပေမဲ့ तू က380ကိုဘာလောက်တာများတာလဲဆိုတာလူများနဲ့ထမင်းသွားစားတယ်ဥမာပါတနာတွေနဲ့ထမင်းသွားစားတယ် coffee ရိုက်တယ်တော့မဟုတ်မီတင်တွားတယ်အရက်ဝယ်ပြီးတော့အားလုံးကိုလက်ဆောင်ပေးရဒီလိုနဲ့ပဲတွားနေအဲ့တော့အဲ့လက်ဆောင်လေးတွေကဘာလို့ပေးလေချမ်းသာလေပေးလေချမ်းသာလေတကယ်ဒီလိုပဲ老师都不要忘记嘛嘞，第六呗。哎，都哎，叫我老师睇嘛嘞，哎，来上里的面单，为他比较，哎，老师接触典型的努力的，来上杯里，七千晒来单的，七千亚单有冇好？一千卡拉的苦努力没？一千卡拉的苦加到，哎，东边木噶，苗色噶地，压力噶，叽叽。First step.